အခုဒီ post စာလေးကလေမိကုန်းရေးတာလေးကလွဲနေတယ်နော်။ तू ကဖတ်စာဆောက်ထည့်တဲ့အတိုင်း तू ဒိတ်ရေးတာလား။အဲအကြောင်းလို့လွဲသွားတာနော်။အမှန်တကယ်နှစ်မှတ်တန်ကဟုတ်တယ်နော်။ဘယ်နည်းနဲ့အတွက်အဖြစ်ချရေးမှန်တယ်လို့ပြောပြီးသားမြန်မာနိုင်ငံရဲ့မိကုန်းပုံစံမှာဆိုတော့ calculator နဲ့တွက်ပြီးတော့အဖြေလေးရရမှာပေါ့နော်။အမှန်တကယ် by using လို့ရေးမဲ့စာ by using ကိုဖြုတ် in လေးလုံးထည့်လိုက်ရင်အဲ့မိကုန်းမှန်သွားပြီ။ by using ဆိုတာ तू က process ကိုပြောတာ။တွက်တဲ့ process ကိုပြောတာ။အခု तू လိုချင်တာတွက်တဲ့ process ကဒီနှစ်မှတ်တန်မှာအရေးမကြီးဘူး။ဘာပဲအရေးကြီးလဲဆိုတော့နောက်ဆုံးသူလိုချင်တဲ့ format ကိုမေးချင်တယ်ဆိုရင် in trigonometric form လို့ရေးရမှာ။အဲ့ဒါဆိုရင်ဆရာကဒီလို calculator လေးနှိပ်ပြီးအခုတွက်ပြမယ်ဒီဖြေကိုနော်ဆိုပြီးတော့2ကိုနှိပ်လိုက်ပါနော် complex mode ထဲကိုအရင်ဝင်လာရမယ်ဝင်ပြီးသွားလို့ရှိရင် तू က conjugate ကိုလိုချင်တာ conjugate ကိုလိုချင်တာဆိုတာဟာဒီမှာ shift ပြီးတော့2နှိပ်လိုက်ဒီ2က complex လေးကိုပြောတာဆို conjugate ကလည်း2ပဲ2နေရာမှာရှိ2ကိုထပ်နှိပ်ဘယ်သူရဲ့ conjugate လဲ z1 ကို z2 နဲ့စားတာ z1 က 1 plus root 3i အဲဒီလိုလေးနှိပ်ပြီးသွားရင်အောက်ကကျတော့ z2 ကကျတော့ minus 1 plus i ဒီလိုပြန်နှိပ်ခွင့်ပိတ် equal to ဒါဆိုရင် तू အဖြေထွက်သွားပြီ तू လိုချင်တဲ့ format ပုံစံကကြတော့အဲ့လိုမဟုတ်ဘူးအဲ့တော့ trigonometric form ဆိုဆရာတို့က or သိရမယ်သိရမယ်ဆိုတော့ shift 2ကိုပြန်နှိပ်ပြီးရဒီမှာတက်လာ polar form r theta form လေး3လေးကိုပြန်နှိပ်ပြီးတော့အဲ့ဒီ answer ကို conversion လုပ်လိုက် format ကိုပြောင်းလိုက်ရင် square root of 2တက်လာ angle က5 over 12 pi ဆိုပြီးဆရာတို့ထွက်သွားမယ်ဒါပဲအဲ့ဒါကိုဆရာတို့ trigonometric form ပြောင်းရေးလိုက်ရပြီ